ဒီလိုရွှဲလေးကိုစားကျင်တာကောင်းလိုက်တာမြည်တာဝင်နော်ပကဲကြီးဒီမှာအခုရုံကနေအိမ်ပြန်နေပြီအိမ်ပြန်ပြီးသွားလို့ရှိရင်မှတုံနေလူတွေငါရထားဆောင်ထားမလားတဲ့အဲတုံတဲ့လူတွေဘာတွေလှုပ်ထားလဲဆိုပြမယ်ခုနဖုန်းဆက်လိုက်တော့မှဈေးကိုသွားပြီးဈေးဝယ်နေကြတာတဲ့7ခွဲနေပြီပြမယ်အေးရောအင်းရှိရောက်နေပြီပြကင်မရာနဲ့လာကြည့်ဘာရနေပြီလဲကြည့်လိုက်ပါဦးပြီးတော့မယ်မဆက်ပြီးတာစားလို့ရနေပြီပေါ့ရသေးဘူးခောက်ဆွဲတယ်မရသေးခောက်ဆွဲမပြည့်ရချစ်ရရောမလုပ်မလေးမလုပ်မလေးပုံချောင်းချစ်ရရောပုံချောင်းမရလားလို့အင်းဝကနေပွားလာလိုက်အာလူနဲ့ရတော့မယ်နော်โอเคတော်နော်မတပည့်ကြာစင်ရလားကြာစင်ရအဲ့ဟိုအဆိုလားဆိုကြီးပဲဟုတ်တယ်အဲ့ပြီးရင်ကြော်စားလိုက်မယ်ဒီမှာလဲစစ်သွန်လေးနဲ့ငိုနေရတယောက်ဟုတ်တယ်လေဟိုကလေဝင်တော့ညီမလေးကိုမှုမှာပေါ့ငိုတယ်အော်နှိမ့်ဆက်ကြတင်မိုးတီးနဲ့ပါရလားပါတယ်ဒါတော့မဆူတာချင်းဆူလာမလားအချီကိုတော့အမပဲဖြောပါဆိုလို့မအချီဖြောပါမယ်ဘုံချောင်းတစ်စိတ်အချီနဲ့ဖြောပါမယ်ကျွတ်သွန်ဖြူနေစီချက်ချက်ပါမယ်ကျွတ်သွန်နေစီချက်ကိုတော့မိုက်ခရိုဝေးနဲ့ချက်ပါမယ်ဘုံဒီဇိုင်းနာနေဟိုခါကိုမလုပ်နဲ့နော်ဒီမှာကြာစံလေးကိုလည်းနေပါပြီကြည့်ရလိုက်စမ်းမကြည့်ဒါကအချီဖြောဖို့ကျွတ်သွန်ဖြူချင်းရုပ်ဒီစိမ်မှာကြိတ်ပါမယ်ဒါချီရဲကိုမချီခောက်ဆွဲလေးမလုပ်ရသေးတာနဲ့ခောက်ဆွဲလေးကိုလည်းရည်လေးနဲ့စီလေးနဲ့အရသာလေးနဲ့နေပြီးတော့လုပ်လိုက်ပါတယ်အခုဆိုရင်တော့အချီရည်စဖြောပါပြီမကြီးသေးနဲ့အချီရည်နဲ့ကြိုထားတဲ့လေးကိုကျွတ်သွန်ဖြူချင်းရုပ်ဒီစိမ်ကြိတ်ထားတာကိုထည့်ပါမယ်ပြီးရင်လည်းနာမည်လေးထည့်ပါမယ်ပြီးသွားရင်မွန်စားနှစ်စွန်းထည့်ပါမယ်ပြီးရင်ထင်းကြီးရီကြိုထားတာလေးကိုထည့်လိုက်ပါမယ်အားလုံးထည့်ပြီးသွားတာနဲ့နှံ့အောင်မွေပြီးွားရင်အချိုးအငန်းအချင်းအဆက်အရသာလေးကိုမြည်ကြည့်လိုက်ပါမယ်ဝန်းထည့်ထားတော့အားလုံးကွက်တီပါပဲဘာမှထပ်ထည့်စရာမလိုပါဘူး这个抓鸡的片吗？我အဲ့မှာစီကတဲ့ရပြီ这个刚有的，စားကျင်နေပြီဒီဟာတွေအကုန်မစားခင်မှာထုံးစံအတိုင်းဗီဒီယိုရိုက်နေလို့စားမယ့်လူတွေကတော့စောင့်နေရပါပြီနေပါတော့မယ်ဒီမှာရပါပြီလိုက်ဝါထဲတဲ့ဟာဒီကဒီအဲ့လိုခောက်ဆွဲထည့်ပါပြီကြောက်စားတနေ့ရောက်စားလဲတို့ဒီ9ရောက်စား9ရောက်စားတော့ပါအစမ်းလေးပေါ့နော်โอเคဟုတ်ပြီဒီမှာတိုးဦးထည့်ပါပြီတိုးဦးပြီးရင်ဒီတော့ဒီတမင်းဆက်လိုက်ရမနိုင်နေတော့ဒါတင်မောဒီပါဟုတ်တယ်ဒါကျွတ်တော့ရုပ်ခွာရိုက်ကြည့်လာဘူးဝိုင်းနည်းနည်းပင်ဒါဘယ်လျောက်ရပါနော်9ရောက်စားရပြီးရင်မြောင်လေးဆိုကြမဟုတ်လေဘာမများတာရှိလဲကွန်ဘာမှမရှိတဲ့ဘလုံးကကြည့်ပါပဲပုံထည့်ပါမယ်ပဲပုံလေးမြောင်လေးအားလေးမြောင်လေးစီချက်这种那说现在这种就久的，ဒါကတူနေစီကြလေအဆုံးတိတ်သွားရနော်ရတယ်မဒီဆုံးနေလားတူနေလေးပါဒီကမောရွာတာကြောက်ဒီလိုတန်းတော့ဆက်နေတာပါဒီမပါဘူးဒီမပါရုပ်ပြီးမအကုန်လုံးနယ်ပြီးတော့မှထည့်လိုက်မယ်
โอเคဒီဝိုင်းငါတရားကြီးထည့်ပါမယ် အရာကြီး ချိုးမုတ်ကလည်းနည်းနည်းလေးရောထည့်လိုက်မယ်နော်ပြီးရင်အော်ချီရင်မင်းထည့်ပါမယ် မီတော့မှာမီတော့မှာ ဒီ ပုံကန်ကြည့်ပါဦး ဟုတ်ကဲ့လေ စားပါအောင် 10ရောက်လောက်ရှိရနော် ရတယ်တုံးအဲ့တယောက်ကို2ယောက်စာလုံးစားရမယ် နေပါတော့မယ်အဲ့ဆိုရင်ငါတို့ မ စား နေလိုက်တော့ ဟမ်ခုနအဲ့ဆိုရင်နားကိုလာမယ်နော် ဒီမှာတော့နေတော့ ဟောပဲကြုံလေးထည့်အောင်မယ်နော် အဲ့တော့အဲ့ထည့်ပြီးတော့မပြူမှာ နေပါပြီ စားချင်တယ်ဟုတ်စီကံလေးလေးစားချင်တယ် နေပါပြီ နေပါပြီ ရှယ်ပဲရှယ် အဲ့ ပဲ လိုနေပါလား ဟုတ်တယ်နော်ဟဲ့နေဆယ်လို့တော့ ဟိုဒီကညနေဟိုမှာအဲ့လိုစား အဲဒီလိုရွှွှွှဲလေးကိုစားကျင်တာကောင်းလိုက်တာကြီးလိုက်ဝင်နော် ပကယ်ကြီးဘာလို့ဒီလဲဘာမှမလို့ပြီးနော်ပြီးဆိုရဒီမှာထည့်ပါမယ် နည်းနည်းလေးနေလား ဟင်ချမင်းနဲ့စားမယ်နော် လီလာလင်းရင်ထမင်းနဲ့စားမွေးရဲ့ဗီဒီယိုလေးကိုစောင့်ကြည့်ကြည့်ပြီးလို့ကျေးဇူးများကြီးတင်ပါတယ်ရှင်